လူတိုင်းကိုယ်သဘောကျနိုင်လားလူရပေါင်းတင်ဆက်ဆံရေးတရားဝါးဖြစ်တဲ့အတွက်ဘယ်သူမှတယောက်တည်းနေလို့မရပါဘူးအမြဲတမ်းပတ်ဝန်းကျင်ဓမ္မမွေနှိစက်တဲ့သူတွေနဲ့အဆင်ပြေအောင်ပေါင်းတင်ဆက်ဆံရတယ်ပေါ့နော်ဒီလိုနဲ့ပဲလူတွေမှာကိုယ်နဲ့နှိစက်တဲ့သူတွေပတ်ဝန်းကျင်နေစီရတယ်အတိမတ်ပြုခံလို့စိဆိုတာရှိလာပြီးတော့သူများရဲ့အမြင်မှာအကောင်းမြင်ရဖို့ကိုယ့်ရဲ့ image တစ်ခုကိုတည်ဆောက်ဖို့အတွက်စိတ်ထားကောင်းတဲ့ပုံစံမျိုးသူများတွေကိုကူညီရဲဒီလိုမျိုးမျက်နှာဖုံးတွေကိုတတ်ထားကြတတ်တယ်ပေါ့နော်ပြောမယ်ဆိုရင်တော့လူတိုင်းကအချစ်ခံကျင်ကြတယ်ပတ်ဝန်းကျင်ကလူတွေရဲ့အတိမတ်ပြုခံတာကိုခံကျင်ကြတယ်ဒါပေမဲ့ကိုဖြစ်ချင်တယ်လို့ပတ်ဝန်းကျင်ကလူတိုင်းကကိုယ့်ကိုသဘောကျဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်လားကိုယ်နဲ့ရင်းနှီးတဲ့သူတိုင်းကကိုယ့်ကိုသဘောကျလက်ခံနေဖို့ဆိုတာဖြစ်နိုင်လားအများစုကတော့ကိုယ်စိတ်ထားကောင်းရင်ကိုယ်သဘောကျနေနိုင်ပေမဲ့အများစုကတော့ကိုယ်သဘောကျနေနိုင်ပေမဲ့ပေါ့နော်ကိုယ့်ကိုသဘောမကျတဲ့သူဆိုတာကလည်းတစုံတစ်ယောက်လောက်ကတော့ရှိရင်လည်းရှိနိုင်မှာပဲအမြင်မကြည့်ဘူးစိတ်ကားနေရဆိုတာအကယ်၍ဖြစ်ခဲ့အဲ့ဒါပုံမှန်ပဲပေါ့နော်အဲ့တော့ကိုကတော့ခင်မင်းဖြစ်ချင်ပေမဲ့ကိုယ်မခင်တဲ့သူကိုအတင်းကိုကရှင်းနေပါတယ်အားလုံးနဲ့အဆင်ပြေပါတယ်ဆိုတော့ image တစ်ခုရချင်အောင်တက်တယ်ဆိုပြီးတော့လိုက်ပြီးတော့ပေါင်းတင်ဆက်ဆံနေရမျိုးဟာကိုယ့်ရဲ့အတ္တတစ်ခုကြောင့်ပဲဖြစ်တယ်သူ့ကိုနှောက်ယှက်နေတယ်လို့ပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ်မယုံကြည်တဲ့သူကိုသူ့ကိုတသက်လွတ်ထားလိုက်သူပြောသလိုပဲနေပါစေသူ့စီကနေပြီးတော့သူကကိုယ့်ကိုဘလို့ပို့ပြီးတော့ချစ်တာလေကိုယ့်ကိုဘလို့ပြီးဦးစားပေးရဆိုရဲကိုယ့်ပေါ်သူများရဲ့အမြင်ကိုမဆိုင်တဲ့သူရဲ့နီးလန်းနေကိုလည်းပြန်ပြီးတော့တင်အောင်လုပ်တဲ့ပါတယ်